gold fish fish goldfish တသားမီမီတို့ကိုအိမ်မွေးတလိပ်ဆန်တွေကတခုဖြစ်တဲ့အိမ်မွေးငါးလေးအကြောင်းကိုပြောပြမယ်အဲ့ဒါလေးကတော့ရွှေငါးလေးတွေပဲဖြစ်ပါတယ်ရွှေငါးလေးတွေကအယောင်စုံစုံလင်းလင်းရှိကြတယ်ရွှေငါးလေးတွေဟာရွှေရောင်လိမ္မော်ရောင်အနီရောင်အဖြူရောင်စတဲ့အယောင်တွေနဲ့လှပတဲ့ငါးလေးတွေဖြစ်ပါတယ်တဲ့သူတို့ရဲ့အယောင်လေးတွေကိုကြည့်ရတာနဲ့အရန်ကိုလှပါတယ်တဲ့ရွှေငါးလေးတွေကိုအိမ်မွေးငါးဖြစ်လူတွေကမွေးတတ်ကြတယ်သူတို့ကရေကန်ထဲမှာနေထိုင်ပြီးတော့ရေတန့်တန့်နဲ့အောက်ဆီဂျင်ပြည့်ဝတဲ့ပတ်ဝန်းကျင်ကိုလည်းနှစ်သက်ပါတယ်တဲ့ရေကန်ထဲမှာလှပစွာကူးခတ်သွားလာရတာကိုကြိုက်နှစ်သက်ကြတယ်တဲ့ရွှေငါးလေးတွေကသူတို့အတွက်ထုတ်ထားတဲ့ငါးအစာတွေပိုးမွှားတွေရင်းနှီတွေကိုစားသုံးကြတယ်လူတွေကရွှေငါးလေးတွေကိုမွေးပြီးသူတို့ကိုအလှကြည့်ရတာနဲ့လူတွေအတွက်ပျော်ရွှင်မှုကိုပေးစွမ်းနိုင်ပါတယ်တဲ့သူတို့ရဲ့လှပတဲ့အယောင်တွေကူးခတ်သွားလာပုံတွေကလူတွေကိုစိတ်ချမ်းသာစေပါတယ်တဲ့ဒီအချက်လေးတွေကတော့ရွှေငါးလေးတွေရဲ့ထူးခြားတဲ့အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်တဲ့ကဲအခုတော့ရွှေငါးလေးတွေအကြောင်းသိပြီဆိုရင်ရွှေငါးလေးတွေအကြောင်းကိုဖြည့်ကြည့်ရအောင်ရွှေငါးလေးတွေကဘာရောင်ရှိလဲ1အမဲရောင်2အကြီးရောင်3ရောင်စုံမှန်ပါတယ်ရွှေငါးလေးတွေကရောင်စုံရှိပါတယ်ကဲအခုရွှေငါးလေးတွေအကြောင်းသိပြီဆိုတော့ကာတွန်းကားထဲမှာရွှေငါးလေးတွေကိုမြင်ရင်ဘာရောင်လေးလဲဆိုတာလိုက်ကြည့်လို့ရပြီနော်